The Special One လို့လူသိများကြတဲ့နီးပြကြီးဂျိုဆေးမော်ရင်ဟိုတယောက်ကတော့ Real ကိုတကြော့ပြန်လာတော့မှာဖြစ်ပါတယ်အားသာဝနာရှင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဗာနေမြူးမြေမှာ73နှစ်ကြာပြန်လဲတွေ့ဆုံကြတော့မယ်မော်ရင်ဟိုနဲ့ Real တို့ရဲ့အခြေအနေကဘယ်လောက်ထိနီးစပ်နေပြီလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ရအောင်ဗျာဟုတ်ကဲ့ပါလက်ရှိသတင်းတွေအရတော့မော်ရင်ဟိုက Real Madrid ရဲ့နီးပြအသစ်ဖြစ်လာဖို့အတွက်နောက်ဆုံးအဆင့်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်လက်ရှိ Real ဥက္ကဋ္ဌ Florentino Perez ရဲ့စိတ်ကြိုက်တွေ့နေတဲ့တဦးတည်းသောကိုယ်စားလှယ်ကလည်းမော်ရင်ဟိုဖြစ်နေတာပါအသက်63နှစ်အရွယ်ရှိပြီဖြစ်တဲ့မော်ရင်ဟိုကလက်ရှိမှာတော့ပေါ်တူဂီကလပ်ဘင်ဖီကာကိုကင်တွယ်နေတာဖြစ်ပြီးတော့လာမယ့်တနင်္ဂနွေနေ့မှာကစားမယ်အက်စတိုရီနဲ့ပွဲစဉ်အပြီးမှာတော့သူ့ရဲ့အနာဂတ်ကိုတရားဝင်ထုတ်ဖော်ပြောကြားတော့မှာဖြစ်ပါတယ်ထူးခြားတာကတော့မော်ရင်ဟိုရဲ့စာချုပ်ထဲမှာဘင်ဖီကာကနေယူရို3သန်းနဲ့ထွက်ခွာခွင့်ပြုမယ်ဆိုတဲ့အချက်ပါဝင်နေတာကြောင့်ရီရဲ့အတွက်အကုန်ကျတက်နဲ့ခေါ်ယူနိုင်မှုအခွင့်အရေးဖြစ်နေပါတယ်ရီယယ်ဟာဒီယာဒီမှာဘာဖလားမှမရပဲလက်ပလာနဲ့ယာဒီသိမ်းခဲ့ရသလိုအက်ကလစီကိုမှာလည်းဘာစီလိုနာကိုရှုံးနေပြီးတော့14မှတ်အကွာနဲ့ဒုတိယနေရာမှာပဲကျင်းနေခဲ့ရပါတယ်။ဒါနဲ့မကသေးပါဘူးအသင်းထဲမှာလည်းတောက်လျှောက်ပြဿနာတွေတက်နေပါတယ်။အဲ့ဒါကတော့ဘေဘာဒီနဲ့ချူအာမီနီတို့ရဲ့ခေါင်းကွဲတဲ့အထိဖြစ်ခဲ့တဲ့ရန်ပွဲအကြောင်းရဲ့အမ်ဘာပေရဲ့စီကမ်းပိုင်းဆိုင်ရာဝေဖန်မှုတွေနဲ့အတူရီယယ်ရဲ့ပြည်သက်တွေကြားမှာအသင်းရဲ့စီးလုံးမှုပြက်ပြားနေတာဖြစ်ပါတယ်။ဒါကြောင့်ဥက္ကဋ္ဌ Perez ကအသင်းရဲ့အနာဂတ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်ကစားသမားတွေကိုလည်းထိန်းချောင်းမှုနဲ့အသင်းရဲ့ပျောက်ဆုံးနေတဲ့အနာဂတ်ကိုပြန်လည်ရှာဖွေနိုင်ဖို့အတွက်တဦးတည်းသောမော်ရင်ဟိုကိုရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။မော်ရင်ဟိုက2010ကနေ2013ခုနှစ်အထိ Real ကိုကင်တွယ်လာစဉ်မှာလာလီဂါဘရင်ဖလားနဲ့စပိန်စူပါဖလားတွေကိုရယူပေးခဲ့သူမို့သူ့ရဲ့တကြော့ပြန်ခရီးစဉ်ဟာဘာနီဗျူးမှာဘလို့ထပ်မံထူးခြားမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အားသာဝါသရှင်ပြည်သက်များခင်ဗျာအခုလိုအသင်းတွင်းစည်းလုံးမှုပြက်ပြားတဲ့ရလဒ်တွေနဲ့ဆိုးဝါးနေတဲ့ Real Madrid ကိုကယ်တင်ဖို့အတွက်မော်ရင်ဟိုကတကယ်ပဲအသင့်တော်ဆုံးလူသားဖြစ်မလားမော်ရင်ဟိုရဲ့ဒုတိယအကြိမ်မြောက် Real ခရီးစဉ်မှာအောင်မြင်မှုတွေထပ်ရနိုင်မှာမလားဆိုတာကတော့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအသစ်တင်တဲ့ဗီဒီယိုတွေကိုလည်းမလွတ်တမ်းကြည့်ရှုရအောင်လို့ notification bell လေးကိုလည်းတစ်ခါတည်းနှိပ်ထားပြီးအားပေးခဲ့ပါဦးခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ